ဒီနေ့ social media တက်ကိုတက်ကြည့်လိုက်လို့ရှင်လူတွေအများပြောနေကြတဲ့အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒီအကြောင်းအရာကတော့ detox လုပ်တယ်အစိတ်ဖြေတယ်ပေါ့နော်။သဘောပြောရင်တော့ဓာတ်ရိုက်ဘာသာပြန်ရင်တော့စာခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီစုနေတဲ့အညစ်အကြေးကိုရှင်းတယ်ပေါ့လေ။အဲ့တော့ detox နဲ့ cleanse ဆိုတာပြောများလာကြတယ်ဆိုတော့ကြားနေကြရပါမယ် detox နဲ့ပတ်သက်ပြီးတော့မှဒီစားစာတွေပြုလုပ်ပြီးတော့တောက်ဆရာတွေပြုလုပ်ပြီးတော့ရောင်းတာတွေလည်းတွေ့လာကြပါလိမ့်မယ်အဲ့တော့တကယ်ပဲ detox နဲ့ cleanse ဆိုတာဟာလိုအပ်ပါသလားဆိုတာကိုကျမတို့ပြန်စဉ်းစားကြည့်ကြရအောင်ခန္ဓာကိုယ်ကတကယ်ပဲ cleanse လုပ်ဖို့လိုနေပြီလားဒါမှမဟုတ်ဒီ detox နဲ့ cleanse ဆိုတဲ့အကြောင်းအရာဟာ marketing myth တစ်ခုလားဆိုတာကိုကျမတို့စဉ်းစားကြည့်ကြရအောင်လားရှင်တကယ်တော့လေဒီအကြောင်းအရာကိုနားလည်ဖို့ဆိုလို့ရှိရင်အရေးကြီးဆုံးဖြစ်တဲ့ခန္ဓာကိုယ်ရဲ့အင်္ဂါရည်တစ်ခုကိုကျမတို့နားလည်ရလိမ့်မယ်အရေးကြီးဆုံးဖြစ်လို့လဲကျမတို့ကတစ်ခုခုကိုယ့်အတွက်အရေးကြီးတယ်လို့ထင်ရင်အသေးတို့ဘာလို့တင်စားကြတာပေါ့နော်အသေးလေးတို့ဘာလို့ခေါ်ကြတယ်မလားချစ်သူချင်းဆိုရင်လေစသဖြင့်အဲ့ဒါတကယ်ကိုအရေးကြီးလို့ပါအဲ့တော့တကယ်ကိုအရေးကြီးတဲ့ liver ရဲ့အကြောင်းကိုကျမတို့စဉ်းစားကြည့်ကြရအောင်နော်ဆက်ပြောကြရအောင်တကယ်ကတော့လေအသေးဆိုတာဘာလို့လဲပေါ့အသေးဆိုတာဘာလို့တာလဲဆိုရင်တော့ခန္ဓာကိုယ်ရဲ့ natural detox system လို့ပြောရမယ်ဒီတဘာဝတရားကြီးပေးထားပြီးသား detox လုပ်တဲ့ system ပါပဲအဲ့တော့နေ့စဉ်စားနေတဲ့အစားအစာတွေရှိမယ်တောက်နေတဲ့အရာတွေရှိမယ်သွားလာနေရတဲ့ environment ထဲမှာရှိမယ်အဲ့ဒီ toxin တွေအားလုံးကို body ထဲမှာ process လုပ်ပြီးတော့ filter လုပ်ပေးလိုက်တာဟာ liver ပါအဲ့တော့အရေးကြီးတာတခုကိုဆက်ပြောအောင်နော် healthy human body က detox product ကိုစားဖို့တောက်ဖို့အပြင်ကနေဖြည့်ဆွတ်ဖို့မလိုအပ်ပါဘူးအဲ့တော့တစ်ခေါက်ပြန်ပြောပါမယ် detox နဲ့ cleanse products တွေနော်ဝယ်တော့ရမှာလားဆိုတာမျိုးပေါ့ခဏခဏကျမကိုမေးကြတယ်ကျမကိုယ်တိုင်လည်းစိတ်ရောက်ပြီးတော့ငါလည်းဟင်းရွက်တွေချိတ်ပြီးတော့တောက်အောင်မှာပါပဲလားလို့တွေးပူပါတယ်တောက်လဲတောက်ခဲ့ပါတယ်ပေါ့နော်တကယ်လို့ကျမတို့ရဲ့ human body က healthy ဖြစ်နေမယ်ဆိုရင်ကျန်းမာနေမယ်ဆိုလို့ရှိရင် detox products တွေကိုအပြင်ကနေဝယ်ပြီးတော့ဖြည့်စရာစားစရာတောက်စရာမလိုပါဘူးလို့ပြောရမယ်ဒါတကယ်အရေးကြီးတဲ့ message ပါဘာလို့လဲဆိုတော့ခန္ဓာကိုယ်ထဲမှာ already ဒီ built-in detox system ကြီးရှိတယ်အဲ့ဒါ liver เนาะဒါကြောင့်လဲအသေးဆိုတာအရင်အရေးကြီးတယ်အရေးအကြီးဆုံးဒီလိုပြောတယ်နောက်တစ်ခုသိဖို့က liver ကလူကဒါအိပ်ရင်အိပ်သွားမယ်တနေ့လုံးသူက24နာရီအလုပ်လုပ်နေတယ် kidneys တွေကလည်းလုပ်နေတာပဲသူက waste တွေထွက်လာတာကို filter လုပ်တယ်စွန့်ပေးတယ်ပေါ့နော် lungs ကလည်းဒီလိုပဲရှင်အသက်ရှူနေတာပဲသူက carbon dioxide တွေကိုနော်ခန္ဓာကိုယ်ထွက်လိုအပ်တဲ့ oxygen ကိုယူပြီးတော့မှလေရှုသွင်းလာတဲ့ထဲကနေယူပြီးတော့မလိုအပ်တဲ့ carbon dioxide ကိုပြန်ထုတ်မယ် skin ဆိုရင်လည်းဒီလိုပဲသူ့မှာအများရမဲ့ sweat နဲ့လေချွေးထွက်လိုက်တယ်ဆိုတာဒါ waste တွေကိုသူကဖယ်ရှားနေတာပဲဖြစ်တယ်အဲ့တော့ဒီအင်္ဂါရက်တွေကဒီလို24နာရီအလုပ်လုပ်ပေးနေတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ခန္ဓာကိုယ်ကြီးဟာအမြဲတမ်း detox လုပ်နေပြီးသားဖြစ်တယ်ဆိုတာကိုယုံလိုက်ပါရှင်အဲ့တော့ဆက်ပြောကြည့်အောင်နော်ကျမတို့ကြားတယ်ဒီ social media မှာကော marketing ပေါ်နော်လုပ်နေတဲ့ဟာတွေကရော detox tea ဆိုတော့ကျမတို့အရင်ငယ်လေးကတည်းကတောက်လာတဲ့ရင်သွေးချမ်းကြီးကိုအေးခံပြီးတော့ရောင်းတာမျိုးတွေ cleanse juice ဆိုတော့မှအရွက်စိမ်းနေသူ့ဥတစ်ဖူတွေကိုကြိတ်ပြီးတော့မှဖြော်ရည်လုပ်ပြီးတော့ preservative တွေ add ပြီးတော့မှပေါ့နော်မပုတ်အောင်မတိုးအောင်ပြင်ဆင်ပြီးတော့မှ blend နေတဲ့ချက်ရောင်းတာတွေနောက်တစ်ခါ plans တွေလည်းရောင်းကြတယ်လေ7 day detox plan ဆိုပြီးတော့မှဘာစားပါဘာတောက်ပါဒီပလင်းတွေဝယ်ပါတပတ်စာတစ်လစာအဲ့ဒါပြီးရင်ဘာဖြစ်ပါမယ်ပေါ့လေ social influencer တွေကလည်းပြောတယ်မလား detox တပတ်စာဝယ်လိုက်တယ်နှစ်ပတ်စာလာပို့တယ်စသဖြင့်အဲ့ဒါတွေကိုသူသုံးလိုက်တဲ့အခါမှာဘလို့အသားအရည်တွေကချီပြီးတော့ဘလို့ကြီးလှသွားတယ်ဆိုတကယ်ကတော့ make up မျက်နှာကြီးနဲ့ပေါ့နော်စသဖြင့်ဒါတွေကိုကျမတို့အများအားကြားနေရတယ်အဲ့တော့အဲ့ဒါဟာ social myths တွေဖြစ်တယ် social media ရဲ့အားကိုသုံးပြီးတော့မှထိုးဖောက်နေတဲ့ marketing တွေဖြစ်တယ်ဆိုတော့နည်းနည်းလေးသတိထားကြည့်ဖို့လိုပါတယ်ရှင့်
အဲ့မှာ myth နဲ့ social science social myth နဲ့ science ကိုကျမတို့ခွဲခြားပြီးတော့ကြည့်တတ်ဖို့လိုလာတယ်အဲ့တော့ပြောရမလား social media မှာဒီ juice တွေကိုတောက်လိုက်ပါ toxin တွေထွက်သွားမယ် cleanse လုပ်လိုက်ပါ body က reset ဖြစ်မယ်နော် fat တွေ burn မယ်ပိန်မယ်လှမယ်ပေါ့အဓိကတော့ဒီလိုဆွဲဆောင်ကြတယ်ဒါက social myths တွေအဲ့တော့ scientific facts ကိုကြည့်အောင်နော် evidence base အရာပေါ့လေ healthy liver မှာ juice တစ်ခုတည်းနဲ့ upgrade လုပ်လို့ရတယ်ဆိုတာမရှိပါဘူးတချို့တော့ detox diet ဆရာတကယ်ကတော့လေ calorie restriction လုပ်ထားတဲ့ short term diet တွေဖြစ်နေတယ် calorie မပါဘူးပေါ့နော်သူတို့ကတရွက်တခုတွေပဲဆိုတော့လေအဲ့ဒါ short term diet ပဲဖြစ်နေတတ်တယ်weight လျော့သွားတယ်ဆိုတာကတကယ်တမ်းပြောရင် fat တွေ loss ဖြစ်တာမဟုတ်ဘူး fat တွေ burn ဖြစ်တာမဟုတ်ဘူးရေဓာတ်ကိုပဲ loss ဖြစ်သွားတာဖြစ်နိုင်တယ်တချို့လူတွေက detox လုပ်ပြီးတော့ပြန်စားကြည့်ပါလားပြန်စားလိုက်တဲ့ဓာတ်ဆို weight ကြီးကပြန်တက်သွားတယ်ဒါဟာ body ကြီးပျက်စီးသွားတာလည်းမဟုတ်ဘူး toxic တွေပြန်ဖြစ်လာတာလည်းမဟုတ်ဘူးတနည်းပြောရင်တော့ sustainable change ကိုမရလိုက်လို့ပါအမြဲတမ်းဒီစောက်ထားတဲ့ဒီအပြောင်းအလဲကိုမတိဆောက်နိုင်လိုက်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်အဲ့တော့ဆက်ပြောမယ်နော်ဒီ dangerous detox trends တွေအကြောင်းdangerous detox trend တွေအကြောင်းကိုပြောရင်တော့ဘယ်ကနေစပြောရမလဲဆိုတော့ပိန်ချင်လိုက်တာနော်ပိန်ချင်တဲ့ခါကျတော့ extreme fasting တွေလုပ်ကြရရှင်အစားမစားဘဲနဲ့နေတာပေါ့နော် extreme fast လုပ်တာရှိတယ်နောက်တစ်ခါ laxative teas တွေလေအစွာကျွန်မပြောလို့ငငယ်ရဲတောက်လာတဲ့ရင်တွေချမ်းပါပဲအဲ့ဒီလက်ဖက်ချောက်ကိုပဲသုံးတာပါပဲပြီးတော့အဲ့ဥစ္စာတွေကိုနီးမျိုးမျိုးနဲ့ရတာမျိုးမျိုးနဲ့ပုံစံမျိုးမျိုးနဲ့ရေရှည်ခံစီမံဖန်တီးပလင်းဘူးတွေခွက်တွေ cans တွေတဲ့ထည့်ရောင်းဒီလိုပေါ့နော်နောက်တစ်ခါကျတော့ juice only diets တွေနော်အရေးပဲစားမယ်အဖတ်မစားဘူးဆိုတာမျိုးလဲရှိလာတယ်နောက်တစ်ခါ cleanse လုပ်တဲ့ pills တွေခန္ဓာကိုယ်ကိုတန့်စင်စေမယ်ဆိုရယ်ဆေးလုံးတွေနော်အဲ့တော့ unregulated supplements တွေ supplements တွေလည်းမျိုးမျိုးထွက်လာတယ်ဒါပေမဲ့တော့စဉ်းစားကြည့်ပါရှင်ရေရှိခံအောင်လုပ်ရပြီဆိုကြတဲ့ကသူ့ထက်မှာ additives က chemical chemical preservatives တွေထည့်ရတယ်နောက်တစ်ခါအရသာကောင်းအောင်လုပ်ပေးရပြီဆိုတဲ့အတွက်ကြောင့်မလို့ဒါလည်း chemical additives တွေထည့်ရတာပါပဲဆိုတော့သိနေရမယ်သိထားသင့်တယ်ပေါ့နော်အဲ့တော့တကယ်တမ်းကျတော့လေဒါတွေအားလုံးဟာ short term အတွက် hype ဖြစ်နိုင်ပေမဲ့လည်းရေရှည်လေးမြင့်မှာတော့ခန္ဓာကိုယ်အတွက် stress ဖြစ်စေမှာဟာမလွယ်မသွေဖြစ်တယ်လို့ပြောရမှာဖြစ်တယ်။ဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျမမှာ reason ရှိပါတယ်။ခန္ဓာကိုယ်တစ်ခုကဆိုလို့ရှိရင် energy protein vitamins minerals ဒါလိုတယ်ဒါတွေမှမရရင် system မှာ imbalance ဖြစ်ပြီးတော့ balance အောက်သွားမှာပေါ့နော်အဲ့ချိန်ဆိုရင် dizziness တွေလာမယ်မူးဝေတယ်ပင်ပန်းတယ်နော် electrolytes တွေ imbalance ဖြစ်တယ်electrolytes ဓာတ်စာပေါ့နော်ပမာလိုအလွယ်ပြောရင်တော့ဓာတ်စာဓာတ်တဘာဝတွေမညီမျှမှုတွေဖြစ်မယ်နောက်ထိတာဆုံးကတော့ဒီအစာခြေဖြတ်မှုလမ်းကြောင်းတွေမှာထိခိုက်မှုတွေရှိလာမယ်အဲ့အတွက် symptoms တွေရမယ်ဒါ scientifically ပြောတာနော်ခန္ဓာကိုယ်တစ်ခုကအမြဲတမ်းပါလို့လဲ energy လိုတယ် energy ပေးပါဆိုတာ energy ရှိရမယ်ရှိဖို့အတွက်ဆိုရင်ကျမတို့စားတဲ့တောက်တဲ့အရာထဲမှာဆိုလို့ရှိရင်အလုံးဟာ balance ဖြစ်နေရမယ်နော်အရေးအကြီးဆုံးကတော့အဲ့နေရာမှာ detox နဲ့ cleansing ဆိုတဲ့စကားလုံးအဲ့ဒီ mindset နော်အဲ့တော့ပြန်ပြောမယ်အစားအဒီဆိုလို့ရှိရင်အသေးကအရေးအကြီးဆုံးအသေးဟာဆိုလို့ရှိရင် detox machine ကြီးပဲတကယ်တဘာဝတရားပေးထားတဲ့ကျမတို့ရဲ့အစိတ်ဖြည့်ဆက်ကြီးပဲ
သူကအမြဲတမ်းအလုပ်လုပ်နေတယ်24နာရီအလုပ်လုပ်နေတယ်အဲ့လိုပဲအဆုတ်ကလည်းအလုပ်လုပ်နေတယ်ဒီ urinary system ချက်ကတ်နဲ့ဒီစီလန်ကြောင်းတွေကလည်းအကုန်လှုပ်လှုပ်နေတယ်အရေပြားကလေးကပါအလုပ်လုပ်နေတယ်ဒါတွေအလုံးလုပ်နေတဲ့အတွက် healthy body ဆိုလို့ရှိရင်ကျမတို့ detox နဲ့ထပ်ပေါင်းဖို့လုံးဝမလိုဘူးဒါ very simple fact ပဲသိပ္ပံရဲ့သဘောတရားအရစဉ်းစားကြည့်လိုက်ပါဒါပဲအလွန်တရာမှရိုးရှင်းတဲ့အသိကိုရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပြောမယ်ဆိုလို့ရှိရင်တော့အဲ့တော့အထူးကကြတဲ့အသေးလေးပေါ့နော်ကျမတို့ဒီအသေးကို support ကောင်းကောင်းပေးမယ်သူ့ကိုကျန်းမာအောင်ကျမတို့ထားမယ်ဆိုလို့ရှိရင်ဒါဟာတကယ် detox ပဲ real detox and cleanse ကဘာလဲဆိုတော့ liver health healthy liver ပဲအဲ့တော့ဘာတွေကျွေးမလဲဆိုတော့ကျမတို့ရေအများကြီးတောက်မယ်လေ enough water ကျမမြီးတွေရှိရမြီးတွေကိုကျမဆုံးမထားတာတခုရှိရသူသိရှိတာပဲဖွားဖွားပြောတာရည်ရတယ်ဆိုပြီးတော့လေလိုက်တော့လောက်တာပေါ့နော်မှတ်လဲမှတ်မိတာပေါ့အဲ့ဒါကတော့ဘာလဲဆိုရင်ရေတောက်တေပေါက်ရေတောက်တေပေါက်ကျမအဲ့ဒါ message လေးကိုခေါင်းထဲဝင်အောင်ရိုက်သွင်းထားတယ်နောက်တစ်ခါတော့ balance diet စားတာပေါ့နော်အဲ့တော့မျှရမယ်ရှင်အသားကြီးပဲစားနေလို့လည်းအားမဖြစ်ဘူးပေါ့နော်ဆိုတော့အထစ်ကတော့လေ fiber rich ဖြစ်တဲ့ foods တွေကိုလည်းစားပေးရမယ်ဒါတော့အများအားပြောနေကြပါတော့ fiber rich ဖြစ်တဲ့အစားအသောက်တွေကိုရွေးစားပါတိတန်podcast တစ်ခုလုပ်ပါမယ်နောက်တစ်ခါတော့အေးဝါအောင်အိပ်ပါကိုယ်လည်းလှုပ်ရှားမှုရှိပါစေနောက်တစ်ခါတော့အရက်တွေတော့မတောက်ပါနဲ့ဆက်လိမ့်ငွေနဲ့လည်းဝေးအောင်နေပါကိုယ်တိုင်မတောက်တော့မှပေါ့လေနောက်တစ်ခုအရေးအကြီးဆုံးတစ်ခုပြန်ပါလာတာကတော့ဒီ highly engineered လုပ်ထားတဲ့ ultra processed foods တွေစကလုံးကြီးကကြီးကျယ်ခမ်းနားလိုက်တာသူတို့က cans တွေနဲ့ထည့်ထားမယ်စစ်တဘူးတွေနဲ့လေလှုပ်ထားမယ်ဘူးတွေနဲ့တေချာလှုပ်ထားမယ်ဆိုရင်စပြီးတော့စင်သာဆင်ကျင်လိုက်ပါတော့ soda တွေရောပေါ့နော်အဲ့ဒီ process လုပ်ထားတဲ့ရေခဲရိုက်အစားအသောက်လို့ပြောလို့လည်းမရသေးဘူးမျိုးဘယ်လိုပြောရမလဲကျမတို့ frozen foods တွေလေအဲ့လို frozen လုပ်ထားပြီးဆိုကြတဲ့ကသူတို့ရေရှည်ခံအောင်လုပ်ထားပြီးဆိုရင်နည်းနည်းစဉ်းစားလိုက်ပေါ့နော်အဲ့တော့ fresh foods ကိုစားတတ်ဖို့ကိုလည်းလေ့ကျင့်မှာဒီပြောခဲ့တဲ့အကြောင်းအရာတွေအားလုံးဟာဆိုလို့ရှိရင် liver function ကို support လုပ်မယ်အဲ့တော့အသေးချမ်းပါမယ်အသေးချမ်းပါမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ natural detox machine ကြီးကလည်းကောင်းမွန်စွာလဲပတ်တော့မှာပဲဖြစ်ပါတယ်ဒီချက်ကလေးကိုကျမအထူးပြောချင်ပါတယ် detox နဲ့ cleanse ဆိုတဲ့ social myth ထဲမှာမျောမပါသွားကြဖို့အတွက်ပေါ့နော်ဒါလေးကိုပြောချင်ပါတယ်အဲ့တော့ solution ကလည်း very simple သူက quick fix မဟုတ်ဘူး daily consistency နဲ့တွားရမယ်နေ့တိုင်းပုံမှန်ဒီအကျင့်လေးကိုကျင့်ကြံသွားရမယ်တရက်ပဲ healthy food တွေစားနေလို့မရဘူးပေါ့နော်တစ်သက်လုံးစားရမယ်အဲ့တော့ခန္ဓာကိုယ်ရဲ့အင်မတန်မှကောင်းမွန်တဲ့အသေးကြီးကိုအားကိုးလိုက်ကြပါလို့ပြောချင်ပါတယ်ဒါဟာ natural detox system အကောင်စားကြီးပါပဲလို့နားထောင်ပေးတာကျေးဇူးတင်ပါတယ်နောက် podcast တစ်ခုမှပြန်တွေ့ကြရအောင်တကယ်လို့လုံးစီခြင်းတဲ့ podcast များရှိရင်လည်းcomments မှာရေးထားပေးလို့ရပါတယ် thank you ပါရှင်